မင်္ဂလာပါရှင်။ကျမတို့ Grade စာသားကျောင်းသူရဲ့ကိုစားကျမကပဲနှုတ်ခွန်းဆက်တာပါရဲ့ရှင်။ကျမတို့ကတော့မြန်မာနိုင်ငံရဲ့စီးပွားရေးကျဆင်းမှုနဲ့ဖြစ်နိုင်ခြေရှိတဲ့အဖြစ်ကိုတင်ဆက်ပြသပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။တင်ဆက်မှုကိုမစခင်မှာစီးပွားရေးဆိုတာဘာလဲ။နိုင်ငံရဲ့စီးပွားရေးအဆောက်အအုံကြီးတွေရဲ့အားပမာဏကိုတိုင်းတာတဲ့ GDP ဆိုတာရောဘာလဲ။ဒါတွေကိုအရင်ဆုံးသိဖို့လိုအပ်ပါတယ်။ပထမအနေနဲ့စီးပွားရေးဆိုတာဘာလဲ။စီးပွားရေးဆိုတာလူမှုဖွဲ့စည်းတစ်ခုရဲ့အရင်းအမြစ်ကိုအသုံးချပြီးကုန်ပစ္စည်းတွေနဲ့ဝန်ဆောင်မှုတွေကိုထုတ်လုပ်တာတွေဝယ်ယူတာတွေရောင်းချတာတွေကိုစီးပွားရေးလို့အတော်လေးမှတ်ထားနိုင်ပါတယ်။ဒုတိယအနေနဲ့ GDP ဆိုတာရောဘာလဲ GDP ဆိုတာ Gross Domestic Product လို့ခေါ်ပါတယ်။ Gross ကတော့စုစုပေါင်း Domestic ကကြတော့မြန်မာနိုင်ငံရဲ့အာဏာသက်ရောက်ရာနယ်နိမိတ်ကိုဆိုလိုပြီးတော့ Product ကတော့ထုတ်လုပ်တဲ့ကုန်စည်စက်လှယ်နဲ့ဝန်ဆောင်မှုတွေကိုခေါ်တာဖြစ်ပါတယ်။ကျမတို့မြန်မာနိုင်ငံရဲ့ GDP ဟာ2024စာရင်းအရ84.38ဘီလီယံရှိနေခဲ့တယ်။အာဆီယံနိုင်ငံတွေထဲမှာတော့မြန်မာနိုင်ငံဟာအဆင့်9နေရာမှာတည်ရှိနေတယ်။ပထမနေရာမှာကျတော့အင်ဒိုနီးရှား1.396ထရီလီယံဒုတိယနေရာမှာကျတော့စင်ကာပူ949.4ဘီလီယံနဲ့တတိယနေရာမှာကျတော့ထိုင်း926.4ဘီလီယံတို့ကနေရာယူထားပါတယ်။2020မှာတော့GDP ကတော့81ဘီလီယံလောက်ရှိနေခဲ့တယ်။အဆင့်က9နေရာမှာပါပဲ။2024 GDP နဲ့2020 GDP ကိုရှင်းကြည့်မယ်ဆိုလို့ရှိရင်4.93ဘီလီယံလောက်ကွာနေတာကိုတွေ့ရမှာပါ။2021အာဏာသိမ်းပြီးကာလအတွင်းမှာ2022ခုနှစ်က GDP အကျအဆင်းဆုံးဖြစ်ခဲ့ရပါတယ်။မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေမြန်မာနိုင်ငံဟာရခိုင်ကုန်းမမင်းဆက်ကလေးကစီးပွားရေးအဖြစ်အနောက်နိုင်ငံတွေနဲ့ကုန်သွယ်မှုတွေရှိခဲ့တယ်။ဒါပေမဲ့ကျမတို့နိုင်ငံလေယာစိုက်ပျိုးရေးနဲ့မွေးမြူရေးသာအဓိကလုပ်ကိုင်ကြတယ်။ကျမတို့နိုင်ငံရဲ့ပထဝီအနေအထားအရတရုတ်နဲ့အိန္ဒိယကိုဆက်သွယ်ရေးလမ်းကြောင်းတွေဖြတ်သန်းနေရမှာချက်ကျစွာတည်ရှိနေရကြောင်းဗြိတိရှကိုလိုနီတွေမျက်စိကြားရောက်ရတဲ့အထိကုန်သွယ်ရေးနဲ့ချမ်းသာလာခဲ့ရပါတယ်။လက်ရှိမှာတော့ကျမတို့နိုင်ငံဟာအရှိတောင်အာရှမှာဆိုလို့ရှိရင်လူမှုရေးအရာဒုတိယလူဦးရေအများဆုံးနိုင်ငံဖြစ်တယ်။ဒါအပြင်ရည်ကြည်မှုဘာသာရေးဓလေ့ထုံးတမ်းတွေအပြင်သဘာဝအရင်းအမြစ်တွေကျွယ်ဝရာနိုင်ငံလည်းဖြစ်တယ်။စီးပွားရေးဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်နောက်ဆက်ဆံရေးတဲ့နိုင်ငံအဖြစ်ရပ်တည်နေတာပါ1948ရဲ့ဇန်နဝါရီလ4ရက်လွတ်လပ်ရေးရပြီးချိန်မှာတော့နိုင်ငံတော်တိုးတက်ရေးအတွက်စီးပွားရေးကဏ္ဍအဖြစ်ဌာနတည်တည်ပေါ်ပေါက်လာခဲ့ပထမဌာနကတော့စိုက်ပျိုးမွေးမြူရေးဌာနဖြစ်ပြီးစံစပါးကိုအဓိကလုပ်ကိုင်ပြီးအခြားပဲမြုပ်စုံအပြင်ဥယျာဉ်ချက်အတွက်တည်တည်ဝလံများကိုပါစိုက်ပျိုးကြတယ်။ကျမတို့နိုင်ငံရဲ့စိုက်ပျိုးရေးကပြည်တွင်းသာမကပြည်ပကိုပါတင်ပို့ရောင်းချနိုင်တဲ့အထိစိုက်ပျိုးထုတ်လုပ်နိုင်ခဲ့။မွေးမြူရေးအနေနဲ့ရေချိုးရေငန်ငါးဖမ်းလုပ်ငန်းတွေနဲ့အခြားရေးလုပ်ငန်းတွေကိုလုပ်ကိုင်ကြတာတွေ့ရမှာပါဒုတိယဌာနကတော့ထုတ်လုပ်ရေးဌာနလို့ခေါ်ဆိုနိုင်ပါတယ်ထုတ်လုပ်ရေးဌာနမှာဆိုလို့ရှိရင်တတော်ကဏ္ဍဒုထကဏ္ဍစက်မှုကဏ္ဍရဲ့အပြင်ထပ်မံခွဲထုတ်နိုင်ပါသေးတယ်တဘာဝရဲ့ရင်းမြစ်အလုံးပေါ်ကျသွားတယ်ကျမတို့နိုင်ငံဟာတတော်ခန္ဓာမှာဆိုလို့ရှိရင်လည်းပြည်တွင်းသမကပြည်ပကိုတင်ဖို့ရောင်းချဖို့အတွက်ပါတတော်တဲ့ပစ္စည်းများကိုထုတ်ယူလျက်ရှိပါတယ်ဒုထခန္ဓာမှာဆိုလို့ရှိရင်ကျမတို့နိုင်ငံဟာရှေ့နံတဘာဝတန်ခွေးနဲ့ကျောင်းမြင့်ရင်သားတွေစတဲ့တယံဇာတတွေပေါ်များလှပါတယ်နိုင်ငံရှိတိုင်းဒေသကြီးတွေပြည်နယ်တွေစက်မှုလုပ်ငန်းများကိုလုပ်ကိုင်ကြတယ်အဓိကအဖြစ်အထည်လိပ်စားတောက်ကုန်လုပ်ငန်းတွေအပါအဝင်စိုက်ပျိုးရေးနဲ့တတော်ခန္ဓာကိုအခြေခံပြီးဆက်တစ်ဆက်တွေကိုတွေ့ရမှာပါဒုထခန္ဓာကိုအခြေခံပြီးတတုသက်စင်နဲ့ဆက်ခွဲဆက်များကိုလည်းတွေ့ရမှာဖြစ်ပါတယ်အဲကြတော့ဝန်ဆောင်မှုကဏ္ဍပါဝန်ဆောင်မှုကဏ္ဍမှာဆိုလို့ရှိရင်ဗန်လုပ်ငန်းကအဓိကဖြစ်ပြီးတည်ယူပို့ဆောင်ရေးဆက်သွယ်ရေးနဲ့ကျန်းမာရေးဝန်ဆောင်မှုတွေလည်းပါဝင်ပါတယ်နံပါတ်1အနေနဲ့နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများသမဝါဒကဏ္ဍမှာစီးပွားရေးအဖွဲ့အစည်းများပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များနဲ့ပို့ကုန်သွင်းကုန်လုပ်ငန်းများနိုင်ငံတကာကူးသွင်းရောင်းဝယ်မှုလုပ်ငန်းတွေကိုတိုးချဲ့လုပ်ကိုင်လာကြရတာနဲ့အညီငွေကြေးဆိုင်ရာဝန်ဆောင်မှုတွေတာမကနိုင်ငံရဲ့စီးပွားရေးတည်ယူပို့ဆောင်ရေးနဲ့ကုန်သွယ်ရေးကဏ္ဍတွေကဗန်လုပ်ငန်းပေါ်မှီခိုလာကြတာပဲဖြစ်ပါတယ်။ဒီကကြတော့ကျမတို့နိုင်ငံဟာထိုင်းစင်ကာပူမလေးရှားအင်ဒိုနီးရှားကမ္ဘောဒီးယားဖိလစ်ပိုင်လာအိုဗီယက်နမ်ဘရူနိုင်းနဲ့ကုန်သွယ်မှုများစွာပြုလုပ်နေတာဖြစ်ပါတယ်။ဒါအပြင်အိန္ဒိယနဲ့တရုတ်နဲ့လည်းကုန်သွယ်မှုပြုလုပ်နေတာဖြစ်ပါတယ်။တရုတ်ပို့ဆောင်ရေးမှာဆိုလို့ရှိရင်ခရီးသွားလုပ်ငန်းတွေလည်းပါပါတယ်။ခရီးသွားလုပ်ငန်းမှာဆိုလို့ရှိရင်ကျမတို့နိုင်ငံကယဉ်ကျေးမှုနယ်မြေတွေဟာတာယာလှပရဲ့သဘာဝရှုခင်းတွေကြောင့်ခရီးသွားလုပ်ငန်းအရေးပါတဲ့ကဏ္ဍအနေနဲ့ဆောင်ရွက်လျက်ရှိပါတယ်။နံပါတ်3အနေနဲ့ကျမတို့မြန်မာနိုင်ငံမှာကျန်းမာရေးစောင့်ရှောက်မှုတွေကိုပြည်သူ့ဆေးရုံများနဲ့ပုဂ္ဂလိကဆေးရုံများတွေဝန်ဆောင်မှုပေးလျက်ရှိပါတယ်။မြန်မာနိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုကတိတ်ပြီးကောင်းမွန်လျက်မရှိဘူး။စစ်အစိုးရကနိုင်ငံ
GDP ကို3.5 ရာခိုင်နှုန်းမှ3.3 ရာခိုင်နှုန်းထိသာကျန်းမာရေးဝန်ဆောင်မှုများအတွက်သုံးစွဲနေရဖြစ်ပါတယ်။ကျန်းမာရေးစောင့်ရှောက်မှုကျဆင်းတဲ့နိုင်ငံများတွင်မပြောင်းလဲပဲတသက်မှတ်ထက်ရှိနေတာဖြစ်ပါတယ်။ဒါတွေပြင်ပညာရေးကဏ္ဍလည်းထပ်ရှိပါသေးတယ်။နည်းပညာတွေတိုးတက်လာနေအမျှပညာရေးကဏ္ဍမှာဆိုလို့ရှိရင် online ပညာစနစ်တွေတဖြည်းဖြည်းတိုးတက်လာတယ်။ဒီကဏ္ဍတွေကိုဆက်လက်မြင့်တင်ပြီးကိုယ်တိုင်စနစ်နဲ့စူးစမ်းနေတဲ့အဖွဲ့အစည်းတွေပညာရှင်ကြီးတွေအများကြီးလိုအပ်ပါတယ်။နောက်တဲ့ခေါင်းစဉ်တစ်ခုကိုတော့ B4G 804ကဆက်လက်ရှင်းပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။မြန်မာနိုင်ငံရဲ့စီးပွားရေးဘာကြောင့်ကျဆင်းရလဲ။ကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးကျဆင်းရတဲ့အကြောင်းရင်းနဲ့ပတ်သက်လို့အကြောင်းရင်းတွေများစွာရှိနေပါတယ်။အကြောင်းရင်းတွေများစွာရှိတဲ့ထက်ကမှခုခေတ်နဲ့ကိုက်ညီလောက်တဲ့နိုင်ငံရေးအခြေအနေကြောင့်စီးပွားရေးကျဆင်းခြင်း၊ဤပညာနဲ့ပညာရေးခက်ခဲများကြောင့်စီးပွားရေးကျဆင်းခြင်းနဲ့ခီးသွွားလုပ်ငန်းတွေကြောင့်စီးပွားရေးကျဆင်းရခြင်းနဲ့ပတ်သက်လို့အချက်၃ချက်ကိုပြောပြပေးချင်ပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးဟာနိုင်ငံရေးမတည်မငြိမ်မှုတွေနဲ့စီးပွားရေးစီမံခန့်ခွဲမှုညံ့ဖျင်းမှုတွေကြောင့်ဘယ်ရှုထောင့်အနေနဲ့ကြီးအားနည်းနေသေးတာကိုတွေ့ရပါတယ်။စစ်အစိုးရကနိုင်ငံတော်ဝင်ငွေရဲ့80%ရာခိုင်နှုန်းကိုစစ်အသုံးစရိတ်အတွက်အသုံးပြုပြီးကျန်တဲ့30%ရာခိုင်နှုန်းကိုတော့နိုင်ငံရဲ့ပညာရေး၊ကျန်းမာရေးအစရှိတဲ့ကဏ္ဍအသီးသီးအတွက်အသုံးပြုနေပါတယ်။နိုင်ငံရေးမတည်မငြိမ်မှုတွေနဲ့ပဋိပက္ခတွေဖြစ်ပွားနေတာကြောင့်နိုင်ငံတကာရဲ့ယုံကြည်မှုတွေအားနည်းလာပြီးမြန်မာနိုင်ငံကနေနိုင်ငံခြားကုမ္ပဏီချို့လည်းထွက်ခွာသွားကြပါတယ်။တစ်ဖက်မှာလည်းနိုင်ငံခြားဝင်ငွေတွေအပေါ်ကန့်သတ်ချက်တွေရှိနေပါတယ်။ဥပမာပြောရမယ်ဆိုရင်နိုင်ငံခြားဝင်ငွေလဲလှယ်မှုနှုန်းကိုထိန်းချုပ်မှုတွေကြောင့်စီးပွားရေးလုပ်ငန်းရှင်တွေအတွက်မရေရာမှုတွေအခက်အခဲတွေများပြားလာပါတယ်။ငွေကြေးဖောင်းပွားမှုတွေကကြီးထွားလာပြီးငွေလဲလှယ်မှုနှုန်းတွေကလည်းမတည်မငြိမ်တွေဖြစ်လာပါတယ်။အစိုးရကဏ္ဍတွေမှာထိရောက်မှုမရှိတာတွေစီမံကိန်းတွေညံ့ဖျင်းတာတွေကြောင့်မြန်မာနိုင်ငံအတွင်းမှာထုတ်ကုန်တွေကိုမထုတ်လုပ်နိုင်တော့ဘဲနိုင်ငံခြားကနေတင်ပို့ရပါတယ်။ဒီချက်တွေကြောင့်လူမှုစီးပွားရေးအတွက်အကျပ်အတည်းတွေပေါ်ပေါက်လာခဲ့ပြီးမြို့ပြနဲ့ကျေးလက်ဒေသမှာနေထိုင်ကြတဲ့ပြည်သူတွေအလုပ်လက်မဲ့နှုန်းတွေမြင့်တက်လာပြီးဝင်ငွေလျော့နည်းမှုတွေကြောင့်ဆင်းရဲနွမ်းပါးမှုနှုန်းဟာဆိုရင်လည်းတိတိကျကျကိုမြင့်တက်လာခဲ့တာဖြစ်ပါတယ်။နောက်အကြောင်းရင်းအနေနဲ့ကတော့နည်းပညာနဲ့ပညာရေးအခက်အခဲများတွေကြောင့်စီးပွားရေးကျဆင်းခြင်းပဲဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့မြို့ရွာတော်တော်များများမှာလျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ဓာတ်အားပြတ်တောက်မှုတွေရှိလာတာနဲ့အမျှကုန်ထုတ်လုပ်မှုလုပ်ငန်းတွေပြည်တွင်းဝန်ဆောင်မှုလုပ်ငန်းကဏ္ဍအားလုံးနီးပါးထိခိုက်စေပါတယ်။စစ်အစိုးရကကုန်သွယ်ရေးကဏ္ဍတွေမှာငွေကြေးအနှဲငယ်ကိုသာအသုံးပြုပြီးစစ်အသုံးစရိတ်အတွက်အသုံးပြုတာကြောင့်အခြေခံလူသုံးကုန်ပစ္စည်းတွေအလွန်ဈေးမြင့်ကုန်ပါတယ်။ဒါကြောင့်ပြည်သူတွေမှာဝင်ငွေနဲ့ထက်ဝင်မလောက်ငါတာတွေအလုပ်အကိုင်ရှားပါတာတွေနဲ့စစ်မှုထမ်းဥပဒေတရားမှုတွေကြောင့်ပြည်ပရွှေ့ပြောင်းအလုပ်သမားတွေလည်းများပြားလာခဲ့ပါတယ်။ဒါကြောင့်ကျွမ်းကျင်လုပ်သားအင်အားဆုံးရှုံးတာတွေကုန်ကောက်ယူမှုကြီးမားတာတွေနိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေကြောင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်းအဝင်နှိမ့်လာပြီးမြန်မာပြည်တွင်းမှာရှိတဲ့စက်ရုံအလုပ်ရုံတွေလည်းထွက်ခွာကြပါတယ်။နောက်ပြီးတော့နည်းပညာပိုင်းနဲ့ပညာရေးပိုင်းမှာဆိုရင်ကျွန်တော်တို့နိုင်ငံဟာအတော်လေးကိုနောက်ကျကျန်ရစ်နေခဲ့ပါတယ်။ကျွန်တော်တို့နိုင်ငံဟာနည်းပညာနဲ့ပတ်သက်လာရင်လူအင်အားရောပညာရေးချင်းရောရှိနေဆိုပေမဲ့ startup ecosystem တည်မြဲမှုမရှိတာကြောင့်တိုးတက်နိုင်တာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာကိုယ်ပိုင် electronic brand တွေရှိနေပေမဲ့နိုင်ငံခြားကိုတော့တင်ပို့ရောင်းချနိုင်လောက်တဲ့အထိ quality ပိုင်းနဲ့နည်းပညာပိုင်းမှာအားနည်းနေတာကြောင့်တင်ပို့ရောင်းချနိုင်ခြင်းတော့မရှိသေးပါဘူး။ကျိုးသော brand တွေဆိုလို့ရှိရင်မြန်မာနိုင်ငံထုတ်ဖြစ်ပေမဲ့အဓိကအစိပ်ပိုင်း80%လောက်ကနိုင်ငံခြားကနေတင်သွင်းထားတာတွေဖြစ်ပါတယ်။ပညာရေးပိုင်းမှာဆိုရင်လည်းကျွန်တော်တို့နိုင်ငံကအဖက်ဖက်ကနေနောက်ကျနေခဲ့ပါတယ်။မြန်မာနိုင်ငံမှာ2021ခုနှစ်အာဏာသိမ်းပြီးကတည်းကနေယခုအချိန်ထိကျောင်းသားဥယျာဉ်တွေကျဆင်းသွားသလိုပညာရေးကြီးကလည်းကျဆင်းသွားခဲ့ပါတယ်။စစ်အစိုးရကပညာရေးအတွက်အသုံးချတဲ့ငွေကအလွန်ကိုနည်းပါးပါတယ်။ဆရာမတွေကလည်းငွေကြေးစင်ပြေမှုတွေကြောင့်အပြင်စီးပွားရေးတွေကျူရှင်တွေလောက်လာကြပြီးပညာရေးကိုဂရုတစိုက်မတင်ကြပေးနိုင်တော့ပါဘူး။ဒါတွေကြောင့်ဆရာမမလုံလောက်တာတွေတင်ထောက်ကူပစ္စည်းမလုံလောက်တာတွေဖြစ်လာပါတယ်။ကျောင်းသားကျောင်းသူတွေကလည်းစာဝတ်နေရေးစင်ပြေမှုတွေကြောင့်ကျောင်းနေမပြောတော့တာပညာကိုဆုံးခန်းတိုင်အောင်မသိယူနိုင်တော့တာတွေနဲ့ကြုံတွေ့လာရပါတယ်။ပညာတွေကိုပြီးဆုံးအောင်မသင်နိုင်ခဲ့တဲ့အတွက်အမှားအမှန်ဝေဖန်ပါးချနိုင်ခြင်းမရှိတော့ဘဲအချိန်ကျနိုင်ငံကိုဥဆောင်နိုင်တဲ့လူငယ်တွေဟာခက်ခဲတွေရင်ဆိုင်မဖြေရှင်းနိုင်တော့ဘဲမြန်မာနိုင်ငံရဲ့အနာဂတ်ဟာစိုးရိမ်စရာတွေနဲ့ပြည့်နှက်လာပါတော့တယ်။နောက်ထပ်အကြောင်းရင်းတစ်ခုကတော့စီးပွားရေးခီးသွွားလုပ်ငန်းအားနည်းတဲ့အတွက်ကြောင့်စီးပွားရေးကျဆင်းရခြင်းပဲဖြစ်ပါတယ်။စစ်တပ်ကအာဏာသိမ်းလိုက်ပြီးတဲ့ခီးသွွားဖို့ဆိုတာမသင့်တော်တဲ့အန္တရာယ်ရှိတဲ့နိုင်ငံတစ်ခုအဖြစ်ကမ္ဘာကမြန်မာကိုသတ်မှတ်ထားပါတယ်
ကိုဗစ်ကာလပြီးမှာခြားနိုင်ငံတွေကခီးသွွားလုပ်ငန်းတွေပြန်လည်ကောင်းမွန်လာအောင်လုပ်နေကြတဲ့အချိန်မှာကျွန်တော်တို့နိုင်ငံကအာဏာသိမ်းနိုင်ပြီးနောက်ဆက်တွဲအနေနဲ့ဒေသတော်တော်များများကိုစစ်ပွဲတွေမလုံခြုံမှုတွေကြောင့်နိုင်ငံခြားသားခီးသွွားဧည့်သည်တွေမရှိသလောက်ဖြစ်သွားခဲ့ပါတယ်။နိုင်ငံခြားခီးသွွားဧည့်သည်အများစုကစစ်ပွဲတွေမရှိတဲ့မြို့ကြီးတွေမြို့နယ်တွေကိုအများဆုံးသွားကြပါတယ်။ဥပမာပြောရရင်ရန်ကုန်၊မန္တလေး၊ပုဂံ၊အင်းလေး၊နေကျွန်းစုနဲ့ငပလီစတဲ့နေရာဒေသတွေကိုအသွားအလာအများဆုံးဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ခီးသွွားဧည့်သည်ဝင်ရောက်မှုက2020ကိုဗစ်ကာလစပြီးကျဆင်းသွားပါတယ်။ဒါပေမဲ့2023ခုနှစ်မှာတော့ခီးသွွားဧည့်သည်ဝင်ရောက်မှုကပြန်လည်တိုးတက်လာခဲ့ပါတယ်။ကျွန်တော်တို့နိုင်ငံဟာယဉ်ကျေးမှုအမွေအနှစ်တွေ၊သဘာဝယူခင်းတွေအများကြီးရှိတဲ့နိုင်ငံတွေထဲတစ်ခုဖြစ်ပါတယ်။အရင်တစ်ချိန်ကမြန်မာဘာမှလို့ပြောလိုက်တာနဲ့ခုလိုအမွေအနှစ်တွေကိုပြင်းပြင်းလောက်တဲ့အထိဖြစ်ခဲ့တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ခုလက်ရှိမှာတော့ဒီအမွေအနှစ်တွေကိုလူကြည်နှုန်းကအလွန်နှဲပါသွားခဲ့ပါတယ်။ခီးသွွားလုပ်ငန်းတွေနဲ့ပတ်သက်ပြီးနိုင်ငံစီးပွားရေးတိုးတက်အောင်အစိုးရအနေနဲ့လုပ်ပေးနိုင်ခြင်းလည်းမရှိသေးပါဘူး။သူများနိုင်ငံတွေခီးသွွားလုပ်ငန်းတွေနဲ့ဝင်ငွေအများကြီးဝင်နေခြင်းကျွန်တော်တို့နိုင်ငံကပြည်ပကသူတွေကြောင့်နဲ့ပြည်တွင်းကသူတွေကြောင့်တနေရာနဲ့တနေရာသွားလာဖို့အခက်တွေ့နေတုန်းပါ။နောက်ချက်စီးပွားရေးကျဆင်းမှုတွေကိုဘယ်လိုပြန်တက်အောင်လုပ်မလဲဆိုတာကို B4G 29ကဆက်လက်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။စီးပွားရေးကျဆင်းမှုတွေကိုဘယ်လိုပြန်လဲတိုးတက်အောင်လုပ်ရမလဲ။ကျွန်တော်တို့နိုင်ငံအားဆိုရင်စီးပွားပြန်လဲထူထောင်ရရှိတည်တတ်တဲ့နိုင်ငံတစ်ခုဖြစ်ဖို့အတွက်လက်တလုံးမှာဖြစ်ရှိရမယ့်ဖြစ်နိုင်ခြေရှိတဲ့နည်းလမ်းတွေကိုဆက်လက်တင်ပြပေးသွားပါမယ်။နံပါတ်1အနေနဲ့နိုင်ငံရေးနဲ့လူမှုရေးတည်ငြိမ်မှုတွေအခွင့်အလမ်းတွေဖန်တီးခြင်းလက်တလုံးကျွန်တော်နိုင်ငံမှာဖြစ်ပျက်နေတဲ့ပြည်ပခါတွေကိုရပ်တန့်စေဖို့နဲ့နိုင်ငံငြိမ်းချမ်းရေးကိုဦးစားပေးပြီးဆောင်ရွက်ရပါမယ်။နိုင်ငံရေးတည်ငြိမ်မှာစီးပွားရေးလုပ်ငန်းတွေစေရေးလေအေးပုံမှုတက်တက်ကောင်းမွန်အောင်ရင်းနှီးမြှုပ်နှံပြီးလုပ်ကိုင်နိုင်မှာပဲဖြစ်ပါတယ်။ငွေကြေးဖောင်းပွမှုတွေကိုထိန်းချုပ်ပြီးပြည်သူလူထုရဲ့ဘဝရဲ့တည်မှုကိုပံ့ပိုးကူညီပေးခြင်းရွှေပြောင်းလုပ်ကိုင်မှုတွေကိုစနစ်တကျစီမံခန့်ခွဲပေးခြင်းတို့ဖြင့်စီးပွားရေးမတိမကျမရေမရာမှုတွေလောက်ကိုင်ရှားပါမှုတွေကြောင့်ပြည်ပကိုလှုပ်ထလို့ရတာမျိုးတွေမရှိအောင်လောက်ကိုင်ခွန်လန်းတွေများစွာပေါ်ပေါက်လာအောင်ဆိုရနေနေလောက်ကိုင်ပေးရပါမယ်။နံပါတ်2မဟာဗျူဟာကျတဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုများမက်ခရိုစီးပွားရေးတည်ငြိမ်မှုကိုဖော်ဆောင်ပြီးငွေကြေးဖောင်းပွမှုကိုထိန်းချုပ်ပြီးဘဏ္ဍာရေးနဲ့ငွေကြေးဆိုင်ရာမူဝါဒတွေကိုပုံမခိုင်မာစွာချမှတ်အကောင့်ထဲပေါ်ခြင်းနိုင်ငံခြားငွေလဲလှယ်နှုန်းတွေကန့်သက်ချက်ထိန်းချုပ်မှုတွေကိုလျှော့ချပေးပြီးဈေးကွက်အခြေခံစနစ်ကိုမြင့်တင်ပေးခြင်းအခြေခံအဆောက်အအုံများမြင့်တင်တည်ဆောက်ပေးခြင်းလျှက်စစ်တပ်အားဖြစ်တတ်မှုပြဿနာကိုရေတိုရေရှည်စီမံကိန်းများဖြင့်ထိရောက်စွာဖြေရှင်းပေးခြင်းစီးပွားလုပ်ငန်းများတွင်ချက်စားမှုတွေကိုတိုက်ဖြတ်ပြီးစီးပွားရေးပတ်ဝန်းကျင်နယ်ပယ်ကိုပုံမရှင်းလင်းပြီးခမဲရလွယ်တဲ့အခြေအနေကိုရအောင်ဆောင်ရွက်ပေးခြင်းတို့ကိုအထူးကတာဦးစားပေးပြီးဒီတွင်းစီးပွားရေးတွေကိုကောင်းမွန်စွာလက်ပတ်ဆင်နိုင်ပြီးပြည်သူတွေအတွက်အခွန်လန်းတွေကိုနဲ့အတီးတီးမှရရှိနိုင်ပါတယ်။နံပါတ်3ကဏ္ဍအလိုက်စွမ်းရည်တင်မြင့်တင်ပေးခြင်းကျွန်တော်တို့နိုင်ငံရဲ့အဓိကစီးပွားရေးဖြစ်တဲ့စိုက်ပျိုးရေးနဲ့တဘာဝတန်ရန်ဇာတ်ထုတ်လုပ်ရေးကဏ္ဍတွေကိုပုံမတိုးတက်စေဖို့ဤပညာနဲ့မြင့်တင်ပေးခြင်းပညာရေးနဲ့ကျန်းမာရေးအတွက်အသုံးပြုငွေတိုးခြင်းထုတ်လုပ်ရေးတွေကနေ local branch တွေကိုပဲအားပေးခြင်း digital စီးပွားရေးနဲ့အစိမ်းစီးပွားရေးတွေကိုတွဲအားပေးပြီးခေတ်ရည်စီးကြောင်းနဲ့အညီတည်တက်တဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကိုရရှိနိုင်ဖို့အတွက်မဟာဗျူဟာကျမှတ်ထားခြင်းတွေကိုနီးစနစ်မှန်ကန်စွာဗျူဟာကျပြုလုပ်ခြင်းတို့ဖြင့်ပုံမတိုးတက်ကောင်းမွန်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပေါ်လာပြီးတိုင်းပြည်ရဲ့လူနေမှုအဆင့်တန်းတွေမြင့်မားတဲ့တာယာငင်းကျန်းတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာမယ်လို့ကျွန်တော်တို့တတိကျပြောနိုင်ပါတယ်။အခုလက်ရှိမြန်မာနိုင်ငံကတော့နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ပြည်ပခါတွေစီးပွားရေးပြန်လည်ထူထောင်ရေးတွေကိုအကြီးအကျယ်ချိန်ချောက်နေပါသေးတယ်။နိုင်ငံရေးတည်ငြိမ်မှုကသာအခြားသောပြည်ပြင်ပြောင်းလဲမှုတွေကိုအောင်မြင်စေနိုင်တဲ့မရှိမဖြစ်လိုအပ်တဲ့အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုစောင့်ကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ဗီဒီယိုထဲမှာအမှားလေးပါလာပြီးခွင့်လွှတ်ပါလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုဒီမှာပဲစောင့်တက်ခင်ကြပါရှင်။